မင်္ဂလာပါအားလုံးကိုစနစ်ပြချမ်းမှချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့သူပြိုလဲစေတိုင်းပြိုလဲရမလားဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လောကမှာကလောကရန်ဆိုတာကတော့ရှောင်လွှဲလို့မရဘူးအဲ့ဒီလောကရန်တွေကတချို့သောလောကရန်ကကြော်လွှားလို့ရပေမဲ့တချို့သောလောကရန်ကတော့ဘဝကိုရိုင်နဲ့သွားစေတယ်ပြိုလဲသွားစေတယ်အဲ့လိုပြိုလဲသွားစေတဲ့အရာမျိုးတွေကတော့ရှင်ကွဲကွဲခြင်းတေကွဲကွဲခြင်းပျက်စီးမှုတစ်ခုခုကိုကြုံရခြင်းရည်ရွယ်ချက်တွေပျက်စီးသွားစေသည့်အထိအခြေအနေတွေပြောင်းလဲဖောက်ပြန်သွားခြင်းစတဲ့အရာတွေကလူတွေကိုပြိုလဲသွားစေတယ်ဘယ်ကနေပြန်စရမှန်းမသိအောင်ကိုစိတ်ဓာတ်တွေကျသွားစေတယ်ဒါပေမဲ့ဘဝရှိနေတဲ့အတွက်ကြောင့်မလို့ကိုယ့်ဘဝကိုတာဝန်ယူရမယ့်အနေအထားကရှိနေတယ်ကိုယ့်ဘဝခရီးကိုဆက်လျှောက်ရမယ့်အနေအထားကရှိနေတယ်ကိုယ့်ဘဝကိုတာဝန်မယူရင်လည်းဘယ်သူမှမယူဘူးဆိုတာအမှန်တရားကိုလဲသွားရင်လည်းဘယ်သူမှပြန်မထူဘူးဆိုတာကလည်းအမှန်တရားဒါကိုသိထားရမှာသူကလဲစေခြင်းလို့ကိုကလဲပေးလိုက်တယ်လဲပေးလိုက်ပြီးတော့ပြန်ထူမလားလို့တော့ပြန်မကြည့်လိုက်နဲ့ဘယ်သူမှပြန်မထူဘူးမနေတော့တာကိုမှီရင်မှီကြမှာလဲသွားရင်အဲ့တိုင်းပြစ်ထားခဲ့ကြတာဒါကြောင့်မလို့ပြိုလဲလို့မဖြစ်ဘူးဒီစိတ်ဓာတ်ကိုမွေးရမယ်ငါပြိုလဲသွားလို့မဖြစ်ဘူးစိတ်ဓာတ်အဲ့ဒီစိတ်ဓာတ်ကိုအမြဲတမ်းမွေးထားပြီးတော့ဘယ်လောက်ကြုံကျင်တဲ့အရာတွေပဲကြုံဘယ်လောက်ထိဆိုးအောင်မှလဲဆိုးသွားလဲဆိုးတဲ့အနေထားကနေပြန်ပြီးတော့ထမှာပဲဒါဟာတမင်ပြောတာမဟုတ်ဘူးလက်တွေ့မဆန်သောစကားတွေပြောတာမဟုတ်ဘူးဘဝမှာအဲ့တဲ့ဆိုးတဲ့အတွေ့အကြုံတွေကိုကြုံရတဲ့သူတွေအများကြီးပဲပြန်ကြော်တက်ကြတာပဲအရှုံးပေးတဲ့စိတ်နဲ့သာသွားနေလို့ကတော့ဘာမှဖြစ်လာကြမှာမဟုတ်ဘူးဘာမှမလုပ်ရသေးခင်ခရဲကိုကဖြစ်ပါမလားသွားလို့ဖြစ်ပါမလားလှုပ်လို့ဖြစ်ပါမလားငါနဲ့အဆင်ပြေပါမလားနဲ့ရှုံးမဲ့စိတ်ဓာတ်တွေနဲ့ပဲထားရင်တော့လဲပြိုလဲနေမှာပဲမဆရခင်ခရဲကိုကပြိုလဲနေမှာပဲအဲ့ဒီလိုမှမဟုတ်ပဲနဲ့ကိုယုံကြည်တဲ့စိတ်ဓာတ်နဲ့ရှောက်ရင်ရောက်ရမယ်ဆိုတဲ့စိတ်မျိုးပေါ့ဒီနေရာမှာလည်းပဲရှောက်ရင်ရောက်ရမယ်ဆိုတဲ့စိတ်မျိုးပြောလိုက်တိုင်းကိုယုံကြည်ချက်တွေကလည်းကုံဆုံးနေပါပြီလို့ပြောတဲ့သူကလည်းမရှာကိုယုံကြည်ချက်ကုံဆုံးနေပြီဆိုမှတော့ကိုဘေးနာကဘယ်သူကကိုယုံအောင်မှာတော့ကိုဘေးနာကဘယ်သူကလည်းကိုကူညီခြင်းအောင်မှာတော့ကိုတောင်မှငါရှောက်ရင်ရောက်ရမယ်ငါလှမ်းရင်ခြေတလန်းလှမ်းရင်ခြေတလန်းရောက်ရမယ်ဆိုတဲ့စိတ်တောင်သူ့မှာမရှိမှတော့ဘယ်သူကလမ်းခင်းပေးတော့မလဲသူမှရှောက်ခြင်းစိတ်မှမရှိတာဒါကြောင့်ရှောက်နေရမှာပဲခြေထောက်နဲ့ရှောက်လို့မရလို့ချင်းဒူးနဲ့ထောက်ပြီးတော့သွားမှာပဲလေးဘက်ထောက်ပြီးတော့သွားမှာပဲနောက်ဆုံးဝမ်းရမောက်ပြီးတော့သွားမှာပဲဆိုတဲ့စိတ်မျိုးအဲ့ဒီစိတ်မျိုးအခြေခံဥပမာပြောပြတာအဲ့ဒီစိတ်မျိုးနဲ့သွားရတာဘယ်သူမှတခြားသောတကိုးရှင်ကြီးတွေကဖန်တီးပေးပြီးတော့ရလာတဲ့အခွင့်အရေးတွေမရှိဘူးကိုယ်တိုင်စ조사ပြီးမှသာရလာတဲ့အခွင့်အလမ်းတွေပဲရှိတယ်သူကသွားပါများခရီးရောက်ဆိုတဲ့အတိုင်းစ조사နေတဲ့သူမှရှောက်နေတဲ့သူမှအခွင့်အရေးတကားတွေကိုမြင်ရတာအဲ့တော့မှတကားကိုဖွင့်လို့ရတာဒီလိုဆိုတော့အခက်ခဲတွေ့အတိုင်းစိတ်တကြမယ်အစားဘလို့အခက်ခဲမျိုးတွေပဲလာပါစေကြော်ဖြတ်ပြမယ်ဒီနေ့ကြော်ဖြတ်လို့မရရင်နောက်နေ့ကြော်ဖြတ်မယ်အဲ့တော့ဒီလာတဲ့ကြော်ဖြတ်လို့မရရင်နောက်လာကြော်ဖြတ်လို့ရမယ်မရဘူးဆိုတာမရှိရဘူးအဲ့တော့ဒီစကားပြောရင်လည်းစောရကလာအောင်မယ်မရဘူးဆိုတာမရှိရဘူးဆိုတိုင်းတကယ်လို့တော့ဖြစ်မှာကြားလို့ဆိုတာဒါမျိုးတွေလာတတ်တယ်အဲ့ဒါကတော့အစကတည်းကအရှုံးပေးတဲ့သူများတတ်ရှိတဲ့အတွက်ကြောင့်ရှုံးစေတည်းလို့ဒီတိုင်းပဲပြောရမှာအရှုံးမပေးတဲ့သူဆိုတာတီးတန့်ကိုတတ်ရှိတယ်စိတ်ဓာတ်ကတတ်ကိုမာကြောနဲ့ကိုနေကြတာအခက်ခဲဆိုတာကိုတာမန်သဘောလောက်ပဲသဘောထားပြီးတော့တတိရှိကြောဖြတ်နေကြတာပဲဆင်းရဲသွားပါစေဘလို့ပဲအခက်အခဲတွေကြုံသွားပါစေအခွင့်အရေးပေးတဲ့နေပြန်လျှောက်တာပဲဒါကြောင့်လောကရန်ကတော့အမြဲတမ်းတိုက်နေမှာပဲအစိုးလောကရန်ကြီးပဲတိုက်တယ်လို့မထင်နဲ့အကောင်လောကရန်ဆိုတာလည်းတိုက်တာပဲအကောင်လောကရန်တွေနဲ့ကြုံတဲ့အခါကျတော့မေ့မျောနေတာအဲ့ဒါအတိုက်ခံရတာပဲအဲ့တော့ကောင်းလာတော့လည်းမြောက်မကောင်းတဲ့အခါကျတော့လည်းငုံနေဒီလိုမျိုးတွေမဖြစ်ရဘူးဘယ်လိုအနေအထားမျိုးနဲ့ကြုံကိုရှောက်မဲ့လမ်းကိုတက်မတ်သာရှောက်ပြီးတော့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပြင်းပြတဲ့ယုံကြည်ချက်နဲ့ရှောက်ရတယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်ကိုယ်မှာဘလို့အခက်ခဲမျိုးပဲဖြစ်ပါစေ
အဲ့ဒီပြင်ပလောကရန်ကကိုယ့်ကိုပြိုလဲသွားစေလောက်တဲ့အထိဆိုးပါစေအပြိုလဲမခံပါနဲ့သူပြိုလဲစေတိုင်းပြိုလဲရမလားပြိုလဲလို့မဖြစ်ဘူးပြန်ထမယ်ဒါကြောင့်အားလုံးကိုယ့်အခက်အခဲတွေကိုကိုယ့်တတ္တိတွေနဲ့ကိုယ့်တတိတွေနဲ့ကိုယ့်ပညာတွေနဲ့ကြော်ဖြတ်နိုင်ပြီးတော့အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ